ဒီမှာပေါ့နော်ရွာကောင်း had been locked ဆိုပြီးတော့လေဒါမျိုးပြနေတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီပုံစံပြမယ်ဆိုရင်ရှေ့အောက်ကဒီ castet လေးကိုလိုက်ပေါ့နော်လောက်တဲ့နီလန်ကဒူတိုင်းနဲ့တူချင်မှတူပဲဒူတိုင်းလည်းရချင်မှရမှာပေါ့နော်ဒီမှာကသူက confine cases ရွာကောက်ဆိုပြီးတော့ကျွန်တော် nice နဲ့တွားလိုက်မယ်โอเคဒါဆိုလို့ရှိရင်သူကမှဒီ3ခုရွှေခိုင်းမှာနော်ကိုအကောက်ကို confine လုပ်ဖို့အတွက်ကိုကျွန်တော်ဒီWhatsApp နဲ့ confine လုပ်မလားဒါမှမဟုတ်ဖုန်းနံပါတ်နဲ့လားကျွန်တော်ကကြတော့ mail နဲ့ပေါ့နော် email နဲ့ကျွန်တော် email နဲ့ချိန်ကြတယ်ဒီအကောက်ကိုအဲဒါကျွန်တော်ဒီ email ကိုရွေးလိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ A နဲ့စတယ်4နဲ့ဆုံးတဲ့ဒီ mail တွေကိုသူကောက်ပို့ပေးမယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကောက်ကြမကြဒီဘက်ဖုန်းမှာကျွန်တော်ကြည့်ကြည့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီဖုန်းက Gmail မရှိဘူးပေါ့နော်ဒီ Gmail ကအနောက်တခြားဖုန်းတစ်လုံးမှရှိနေတဲ့အတွက်ကြောင့်အဲကြောင့်မို့ဒီတခြားဖုန်းတွေကို secondary port တော့ဖန်လာပြီနော်โอเคဒါဆိုရင်ဝင်လာပြီโอเคကျွန်တော်ရဲ့အကောက်ကဒီမှာရှိနေတယ်နော်ဒီမှာဆိုလို့ရှိရင်ဝင်လာပြီမှာ your email confirmation code ဆိုပြီးတော့လေအဲ့မှာလေးပါဒါဆိုကူးထည့်လိုက်မယ်ပြီးလို့ရှိရင် dance နဲ့နှိပ်ပြီးတော့ nice နဲ့တွားလိုက်မယ်နော်โอเคပြီးလို့ရှိရင်ဆိုတော့ next step ကိုနှိပ်မယ်ဒါဆိုရင် next ပဲဆက်သွားလိုက်မယ်ဒါ password ကတော့ password တစ်ထည့်ကြရနော်ကျွန်တော် password တစ်ခုခုထည့်လိုက်မယ်โอเคဒါဆို save ချိန်နေလိုက်မယ်နော်တော့ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ဒါဆိုကျွန်တော်ရဲ့ Facebook ကောက်ကပြန်ပြီးတော့ပြန်ပို့ရပါပြီနော်โอเคမိတ်ဆွေတွေလည်းတကယ်လို့ဒီလိုကြုံခဲ့မှာဆိုလို့ရှိရင်ဒီဗီဒီယိုလေးတိုင်းလုပ်ကြည့်ပါနော်စင်မပြေတာရှိရင်လည်းဒီဗီဒီယိုရဲ့ comment အောက်မှာပြောခဲ့ပေးပါ